Once Human Game နဲ့မှာအသစ်ထွက်ရှိလာတဲ့ Average နဲ့အတူပြန်လည်ရောက်ရှိလာတဲ့ Donday Lifestyle တင်ပတ်နဲ့ Chris King 6000 rebate အကြောင်းကျွန်တော်ဒီလောက်ပြောပြလာမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Phase 1 Phase 2ဆိုပြီးတော့နှစ်မျိုးရှိမှာဖြစ်ပြီးတော့ Phase 1ကိုနိုဝင်ဘာ29ရက်နေ့ကနေဒီဇင်ဘာ1ရက်နေ့ထိဖြစ်ပြီးတော့ Phase 2ကတော့ဒီဇင်ဘာ4ရက်နေ့ကနေဒီဇင်ဘာ10ရက်နေ့ထိပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ Chris King rebate ပြန်ရဖို့ဆိုရင်ခုလိုမျိုး group တွေကို like join ထားမှာဖြစ်ပြီးတော့ဝင်ရွေးမှာ Chris King 10% rebate ပြန်ပြီးမှဖြစ်ပြီးတော့အများဆုံးပြန်ပေးမဲ့ Chris King amount ကတော့ Chris King 450ပါအဲ့တော့ကျွန်တော်အနေနဲ့ခုလိုမျိုး join ထားမယ်ဆိုရင် Chris King ပြန်လည်ရရှိမှာဖြစ်ပြီးတော့4ယောက်ဆိုင်တဲ့ group မှာ2ယောက်ရှိနေပြီဆိုရင် 5% Chris King rebate 80% chance 3ယောက်ဆိုရင် 10% Chris King rebate 90% chance 4ယောက်ဆိုရင် 25% Chris King rebate 1% chance တို့ကိုအသီးသီးပြန်လည်ရရှိမှာဖြစ်ပြီးတော့တယောက် join နိုင်တယ်မှာအများဆုံးပြန်လည်ရရှိမဲ့ Chris King amount ကတော့250ပါနောက်တစ်ခုအနေနဲ့ Chris King 6000ထိ rebate ပြန်လည်ပေးရတော့မှာဖြစ်ပြီးတော့ Phase 1 Phase 2နှစ်မျိုးရှိရတဲ့အတွက် Phase 1မှာ Chris King 3000 Phase 2မှာ Chris King 3000ဆိုပြီးပေးရတော့မှာဖြစ်ပါတယ် Phase 1 Phase 2ကဘယ်အချိန်လဲဆိုရင်ကျွန်တော်ရှေ့မှာပြောခဲ့ပြီးပါပြီပြီးတော့နောက်တစ်ခုအနေနဲ့သူတို့ကအချိန်နဲ့လာတာဖြစ်တဲ့အတွက်သူတို့သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ rebate ပြန်ပေးမှာပါသူတို့သတ်မှတ်ထားတဲ့အချိန်ကိုကျော်သွားပြီဆိုရင်တော့ rebate ကပြန်လည်ရရှိမှာမဟုတ်ပါဘူးနောက်ဆုံးတစ်ခုအနေနဲ့ rebate ပြန်ရတဲ့ Chris King တွေကကျွန်တော်တို့ရဲ့အကောင့်ထဲကိုဓာတ်ရိုက်ဝင်လာမှာဖြစ်ပြီးတော့ကျွန်တော်တို့ Chris King rebate ဘယ်လောက်ပြန်ရလဲဆိုတာကို group မှာလည်းကြည့်နိုင်တယ်လို့ event screen ဒါမှမဟုတ်မေးတဲ့အနေနဲ့ကြည့်နိုင်ပါတယ်အဲ့တော့အားလုံးပဲ Once Human Game နဲ့မှာအသစ်ထွက်လာတဲ့ Average နဲ့အတူ Donday Lifestyle တင်ပတ် Chris King rebate 6000အကြောင်းနားလည်လောက်ပြီးထင်ပါတယ်။ Carry brother တို့အနေနဲ့ game အကြောင်းတစ်ခုသိချင်တာပဲဖြစ်ဖြစ် Chris King ဝယ်ချင်တာပဲဖြစ်ဖြစ် bio မှာ link ရှိရမလို့ join လာခဲ့ဖို့မမေ့ပါနဲ့။အဲ့တော့အားလုံးပဲနောက်ပြန်တွေ့ပါမယ်။အားလုံးပဲ bye bye ပါ